ဒီတစ်ပတ်ရဲ့သင်ကြားပို့ချမယ့်သင်ခန်းစာကတော့ CT415 Moral Control System ဘာသာရပ်ရဲ့ Chapter 1 ခန်းပဲဖြစ်ပါတယ်။ဒီသင်ခန်းစာမှာပထမဆုံးအနေနဲ့ Control System ဆိုတာဘာလဲဆိုတာကိုပြပြသွားမှာဖြစ်ပါတယ်။ပြီးရင်တော့ Control System ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုတိတိကျကျရှင်းပြပါမယ်။နောက်တစ်ဆင့်အနေနဲ့လက်တွေ့ပေါ်မှာတွေ့ရလေရှိတဲ့ Control System ရဲ့ဥပမာတချို့ကိုဝေမျှသွားပါမယ်။အဲဒီနောက်မှာတော့ထိန်းချုပ်မှု system တွေကိုအမျိုးအစားဘယ်လိုခွဲခြားနိုင်လဲဆိုတာကိုဆွေးနွေးသွားပါမယ်။ပြီးရင်တော့ feedback ဆိုတာဘာလဲ control system မှာဘယ်လိုရေးပါလဲဆိုတာကိုရှင်းပြပါမယ်။နောက်ဆုံးအနေနဲ့ feedback ရဲ့ characteristic ကိုလည်းဆက်လက်ဆွေးနွေးသွားပါမယ်။ဒီတစ်ပတ်သင်ခန်းစာကိုသင်ကြားရတဲ့ရည်ရွယ်ချက်တွေကတော့ control system ဆိုတာဘာလဲသိရှိလာနိုင်စေဖို့သူ့ကိုဘာတွေနဲ့ဖွဲ့စည်းထားတယ်သူ့မှာဘယ်လိုမျိုးစားတွေရှိတယ်ဆိုတာသိရှိလာနိုင်စေဖို့ပြီးရင် open loop နဲ့ close loop စနစ်တွေရဲ့ကွာခြားချက်ကိုနားလည်စေဖို့ဆက်ပြီးတော့ feedback ရဲ့ခန်းကဏ္ဍတွေကိုသိရှိလာနိုင်စေဖို့လိုပဲဖြစ်ပါတယ်ခုပထမဆုံးအနေနဲ့ control system ကိုမိတ်ဆက်ပါမယ် engineering ဆိုတာကရေဘူးရအားဖြင့်လူသားတွေအကျိုးဖြစ်ထွန်းမှုအတွက် natural material ပစ္စည်းတွေနဲ့စွမ်းအားတွေကိုနားလည်ပြီးထိန်းချုပ်ခြင်းပဲဖြစ်ပါတယ်။ control system engineer တွေကအဲဒီလိုသူတို့ရဲ့ပတ်ဝန်းကျင်အစိတ်ပိုင်းတွေကိုနားလည်ပြီးထိန်းချုပ်ခြင်းတွေလုပ်လိုက်တဲ့ဒီအစိတ်ပိုင်းတွေကို system လို့ခေါ်ပါတယ်။ဒီ system တွေဟာလူဖွဲ့စည်းအတွက်အသုံးဝင်တဲ့ economics product တွေကိုထုတ်ပေးပါတယ်။ control engineer ပညာရပ်ဟာ feedback theory နဲ့ linear system analysis တွေပေါ်မှာအခြေခံထားပြီး network theory နဲ့ communication theory ရဲ့အယူအဆတွေကိုပေါင်းစပ်ထားပါတယ်။ဒါကြောင့် control engineer ပညာရပ်ဟာဘယ် engineer ဘာသာရပ်တစ်ခုရဲ့အတွက်ဆိုပြီးကန့်သတ်မထားပါဘူး။လေကြောင်း engineer ဓာတု engineer စက်မှု engineer မြို့ပြ engineer နဲ့လျှပ်စစ် engineer တွေမှာလည်းအတူတူပဲအသုံးချနိုင်ပါတယ်။ control system ကိုမပြောခင်မှာပထမဆုံး system ရဲ့အဓိပ္ပာယ်ကိုလေ့လာကြည့်ပါမယ်။ system ဆိုတာကတစ်ခုလုံးပုံစံဖြစ်ပေါ်လာအောင်ဒါမှမဟုတ်တစ်ခုလုံးအနေနဲ့လှုပ်ဆောင်အောင်ချိတ်ဆက်ထားတဲ့ physical component တွေရဲ့အစုတစ်ခုပါ။ control ဆိုတဲ့စကားလုံးကိုပုံမှန်အားဖြင့်ထိန်းညှိတာညွှန်ကြားတာဒါမှမဟုတ်အမိန့်ပေးတာလို့အဓိပ္ပာယ်ယူပါတယ်။ control system ဆိုတာကသူ့ကိုယ်သူဒါမှမဟုတ်တခြား system တစ်ခုကိုအမိန့်ပေးညွှန်ကြားဒါမှမဟုတ်ထိန်းညှိနိုင်အောင်ချိတ်ဆက်ထားတဲ့ရုပ်ပိုင်းဆိုင်ရာအစိတ်ပိုင်းတွေရဲ့အစီအစဉ်တကြားစုစည်းထားမှုတစ်ခုပဲဖြစ်ပါတယ်။ဒီ slide မှာဆိုရင်နားလည်လွယ်အောင်ပုံလေးနဲ့ရှင်းထားပါတယ်။ပုံမှာပုံနှစ်ခုကိုတွေ့ရမှာဖြစ်ပါတယ်။ဘယ်ဘက်ချမ်းကမှန်များတစ်ခုကိုအလင်းနဲ့ကြားရောက်ပြီးပြန်ထွက်သွားတာကိုပြထားပါတယ်။ဒီပုံမှာ light source ကနေအလင်းနဲ့တစ်ခုဟာမှန်ပြားရဲ့မျက်နှာပြင်ပေါ်ကိုကြားရောက်တယ်။အလင်းနဲ့ဟာမှန်ပြားရဲ့မျက်နှာပြင်နဲ့ထိတွေ့ပြီးရဲ့နောက်မှာတော့ပြန်လည်ထွက်ခွာသွားပါတယ်။အလင်းပြန်မှုနည်းမှာအရာဆိုရင်အလင်းနဲ့ဝင်တဲ့တောင်နဲ့အလင်းနဲ့ပြန်ထွက်တဲ့တောင်ဟာအမြဲတမ်းတူညီကြပါတယ်။ညာဘက်ချမ်းကတော့တစ်ဖက်ကိုပတ်တာနဲ့ချိန်ထားပြီးနောက်တစ်ဖက်ကိုအမြင့်နှိပ်ချိန်ကြည့်လို့ရတဲ့ဝက်ဦးနဲ့ထောက်ထားတဲ့မှန်များပေါ်ကိုအလင်းနဲ့ကြားရောက်ပြီးပြန်ထွက်သွားတာကိုပြထားပါတယ်။ဒီပုံမှာလည်းဘယ်ဘက်ပုံနဲ့သဘောတရားချင်းတူညီပါတယ်။ဒါပေမဲ့ဒီပုံမှာထူးခြားတာတစ်ခုကမှန်ပြားကိုပတ်တာနဲ့တစ်ဖက်မှာထောက်ထားပြီးတစ်ဖက်မှာတော့လှုပ်ရှားနိုင်အောင်ချိတ်ဆက်ထားတယ်နောက်တစ်ဖက်ကိုတော့အမြင့်နှိပ်ချိန်ကြည့်လို့ရတယ်ဝက်ဦးနဲ့ထောက်ထားတာကိုတွေ့ရပါတယ်ဒီလိုပြုလုပ်ထားခြင်းအပြင်ဝက်ဦးကိုလှည့်ပြီးမှန်များရဲ့ထောင်ကိုပြောင်းလဲနိုင်ပါတယ်မှန်များရဲ့ထောင်ပြောင်းလဲသွားရင်အလင်းနဲ့ပြန်ထွက်သွားတဲ့ဥတီဟာလည်းပြောင်းလဲသွားမှာဖြစ်ပါတယ်ဒီမှန်ဟာဆိုရင်မှန်ရဲ့ထောင်ကိုချိန်ကြည့်နိုင်တဲ့ simple control system တစ်ခုပဲဖြစ်ပါတယ်control system တစ်ခုကိုပြင်ပကနေပေးလိုက်တဲ့လှုံ့ဆော်မှုသို့မဟုတ်စွမ်းအင်ကို input လို့ခေါ်ပါတယ်။သူ့ရဲ့ရည်ရွယ်ချက်ကတော့ control system ကနေကိုလိုချင်တဲ့တုံ့ပြန်မှုတစ်ခုကိုရရှိဖို့ဖြစ်ပါတယ်။တချို့ control system တွေဟာလှုံ့ဆော်မှုအတွက် input အချက်လက်တစ်ခုတည်းကိုပဲလိုအပ်တာမဟုတ်ပဲအချက်လက်အများပြားကိုလိုအပ်နိုင်ပါတယ်။ပြီးရင်တချို့စနစ်တွေကလည်းရလဒ်တစ်ခုတည်းကိုoutput ပေါ့နော်တစ်ခုတည်းကိုပဲပြန်ထုတ်ပေးတာမဟုတ်ဘဲနဲ့ရလဒ်အများပြားကိုပြန်ထုတ်ပေးနိုင်ပါတယ်။ Control system ရဲ့အခြေခံမျိုးစား၃ခုရှိပါတယ်။ Man-made control system, natural including biological control system နဲ့ control system whose components are both man-made and natural လို့ပဲဖြစ်ပါတယ်။ဆက်လက်ပြီး control system ကိုနားလည်နိုင်စေဖို့အတွက်ပထမဆုံးဥပမာကတော့လျှပ်စစ်ကလုတ်ပါ။လျှပ်စစ်ကလုတ်တစ်ခုဟာ man-made control system တစ်ခုဖြစ်ပြီးလျှပ်စစ်စီးဆင်းမှုကိုထိန်းချုပ်ပေးပါတယ်။
ခလုတ်ကိုနှိပ်ပြီးဖွင့်နာပိတ်တာလုပ်တဲ့လက်သို့မဟုတ်လူအားလျှက်စစ်စစ်စစ်မှုကိုထိန်းချုပ်တဲ့လုပ်ငန်းစဉ်မှာပါဝင်မိမယ်ခလုတ်ရဲ့တိဆောက်ပုံနဲ့လှုပ်ဆောင်ပုံကြည့်ရင်အဲ့ဒီလူဒါမှမဟုတ်ဒီလက်ဟာဆိုရင်စနစ်ရဲ့အစိပ်ပိုင်းအစစ်မှန်မဟုတ်ပါဘူးသူတို့ကဒီ system ကိုလှုံ့ဆော်ပြီးတဲ့ပြင်ပအရာတွေပဲဖြစ်ပါတယ်ခလုတ်ကိုဖွင့်လိုက်ပိတ်လိုက်တဲ့လှုပ်ဆောင်ချက်ဟာလျှက်စစ်စနစ်ကိုပေးလိုက်တဲ့ input ဖြစ်ပါတယ်ဒီ input ဟာအခြေအနေနှစ်ခုပဲဖြစ်နိုင်ပါတယ်လျှက်စစ်စီးပါလို့အမိန့်ပေးတဲ့ on အခြေအနေနဲ့လျှက်စစ်မစီးနဲ့လို့အမိန့်ပေးတဲ့ off အခြေအနေတို့ပဲဖြစ်ပါတယ်ခလုတ်ကိုဖွင့်လိုက်တဲ့ input ကြောင့်လျှက်စစ်တဲ့အားတွေစီးဆင်းလာတာ output ဖြစ်ပါတယ်ခလုတ်ကိုပိတ်လိုက်တဲ့ input ကြောင့်လျှက်စစ်တဲ့အားတွေမစီးဆင်းတော့တာဟာလည်း output တစ်ခုဖြစ်ပါတယ်လျှက်စစ်ခလုတ်ဟာ input on off တစ်ခုကိုပေးလိုက်တာနဲ့ output လျှက်စစ်စီးရဲ့လျှက်စစ်မစီးဘူးဆိုတဲ့အခြေအနေတွေကိုပြန်ထုတ်ပေးရဲရိုးရှင်းတဲ့လှုပ်ဆောင်ချက်တစ်ခုပဲရှိတဲ့အတွက်အခြေခံအကြဆုံးထိချုပ်မှုစနစ်လို့ပြောနိုင်ပါတယ်နောက်ထပ်ဥပမာကတော့အပူချိန်ကိုအလိုလျောက်ထိန်းညှိတဲ့ system တစ်ခုဘယ်လိုလုပ်လို့လဲဆိုတာကိုရှင်းပြထားတာပါကိုလိုချင်တဲ့ပူချိန်ကိုသတ်မှတ်လိုက်တာနဲ့ system ကအဲ့ဒီပူချိန်တိုင်းရောက်အောင်အလိုလျောက်လှုပ်ဆောင်ပေးပြီးရောက်သွားရင်တော့ရပ်သွားပါတယ်အဲ့ဒီလိုပူချိန်ကိုအလိုလျောက်ထိန်းညှိပေးတဲ့စနစ်တစ်ခုကို control system လို့ခေါ်ပါတယ်ဥမာအားဖြင့်စောင်းထဲမှာအခန်းကိုနွေးနေအောင်ထားခြင်းရင်အလိုလျောက်အပူပေးဆက် thermostatically control heater ကိုသုံးပါတယ်ဒီလို system တွေမှာအဓိကအပိုင်းနှစ်ပိုင်းရှိပါတယ် input နဲ့ output ဆိုပြီးတော့ input ကတော့ကိုလိုချင်တဲ့အပူချိန်ပါဒီ input ကိုတော့ကိုယ့်ရဲ့ဒီရင်နွေးအိုးတို့ aircon တို့မှာခလုတ်ကိုနှိပ်ပြီးလှည့်ပြီးတော့ပေါ့နော်သတ်မှတ်လိုက်တဲ့အပူချိန်ပါပဲဒီလိုသတ်မှတ်လိုက်တာကို thermostat ကိုချိန်ညှိတယ်လို့ပြောပါတယ်အောက်ပုတ်ကတော့ခန်းရဲ့တကယ်အပူချိန်အမှန်ပဲဖြစ်ပါတယ်အဲ့တော့ဒီစနစ်ကဘယ်လိုလုပ်လဲဆိုရင် thermostat ကအခန်းရဲ့အပူချိန်ကိုအမြဲစောင့်ကြည့်နေတယ်တကယ်လို့အခန်းရဲ့အပူချိန်ဟာကိုသတ်မှတ်ထားတဲ့အပူချိန်ထက်နှိမ့်နေသေးရဲ့ဆိုရင်အပူပေးစက်ကအလိုလျောက်အပူပေးလိုက်မယ်ဘယ်ချိန်ထိပေးမလဲဆိုတာကတော့ခန်းရဲ့အပူချိန်ဟာကိုလိုချင်တဲ့အပူချိန်နဲ့အတိအကျတူသွားတဲ့အထိပါပဲဒီလိုအပူချိန်ရောက်သွားပြီဆိုရင်တော့အပူပေးဆက်ကသူ့လိုပိတ်သွားပါလိမ့်မယ်ဒါကြောင့်ဒီ system တစ်ခုလုံးကိုကြည့်မယ်ဆိုရင်ကိုလိုချင်တဲ့အပူချိန်ကိုသတ်မှတ်လိုက်ပါနဲ့ဆက်ကအဲ့ဒီအပူချိန်တိုင်းအမြဲထိန်းထားပြီးဖို့အလိုလျောက်လှုပ်ဆောင်နေတာကိုတွေ့ရမှာပဲဖြစ်ပါတယ်နောက်ထပ်ပြပြမယ့်ဥပမာတစ်ခုကတော့ pointy and an object with a finger ဖြစ်ပါတယ်ရိုးရှင်းတယ်လို့ထင်ရတဲ့လှုပ်ဆောင်ခြင်းတစ်ခုဖြစ်တဲ့လူတစ်ယောက်ကလက်ညှိုးထိုးပြီးအရာဝတ္ထုတစ်ခုကိုညွှန်ပြတဲ့ဖြစ်ရမှာကြောင့်မျက်လုံးလက်မောင်းလက်နဲ့လက်ချောင်းပြီးတော့အုံနောက်အဓိကပါဝင်တဲ့ဇီဝဗေဒဆိုင်ရာထိန်းချုပ်မှုစနစ်တစ်ခုလိုအပ်ပါတယ်ဒီစနစ်ထဲကိုထည့်သွင်းလိုက်တဲ့ input ကတော့အရာဝတ္ထုရဲ့တိကျတဲ့ဥတီဟာဖြစ်ပါတယ်ဥပမာအားဖြင့်ကိုယ့်ရဲ့မျက်လုံးကိုခြေခံပြီးတော့အရာဝတ္ထုကဘယ်ဘက်မှာရှိရဲညာဘက်မှာရှိရဲဆိုတာမျိုးပါဒီစနစ်ကနေထွက်လာတဲ့အောက်ပုတ်ကတော့အဲ့ဒီအရာဝတ္ထုကိုလက်ညှိုးထိုးပြလိုက်တဲ့တကယ်ဥတီဟာဖြစ်ပါတယ်ဆိုလိုတာကလူတစ်ယောက်ကတစ်ခုခုကိုလက်ညှိုးထိုးပြခြင်းတဲ့အခါမှာသူ့ရဲ့မျက်လုံးကအရင်ဆုံးဘယ်ရာဝတ္ထုကိုညွှန်ပြချင်တာလဲဆိုတာကိုမြင်ပါတယ်။အဲ့ဒီမြင်လိုက်တဲ့ဥတရာအချက်လက်ကအုံနောက်စီကိုရောက်သွားတယ်။အုံနောက်ကမျက်လုံးကနေရတဲ့အချက်လက်တွေလက်မောင်းလက်နဲ့လက်ချောင်းတို့ရဲ့အနေအထားတွေကိုထည့်တွက်ပြီးတော့မှလက်ညှိုးကိုဘယ်လိုဥတီချက်တိုင်းထိုးရမယ်ဆိုတဲ့အမိန့်ကိုချက်သွားရစီပို့လိုက်ပါတယ်။နောက်ဆုံးမှာလက်ညှိုးကဒီအရာဝတ္ထုစီကိုတိတိကျကျညွှန်ပြနိုင်တာဟာအုံနောက်ကနေချင်းချုပ်တဲ့ဇီဝဗေဒဆိုင်ရာစနစ်တစ်ခုကြောင့်ပါပဲ။ဒါကြောင့်ရိုးရှင်းတယ်လို့ထင်ရပေမဲ့လက်ညှိုးထိုးပြတဲ့လှုပ်ဆောင်ချက်တစ်ခုမှာတော့အာယုံခံကရိယာမျက်လုံးထိန်းချုပ်တဲ့အပိုင်းအုံနောက်နဲ့လှုပ်ဆောင်တဲ့အပိုင်းလက်မောင်းလက်ချောင်းတွေပါဝင်တဲ့ရှုပ်ထွေးတဲ့ထိန်းချုပ်မှုစနစ်တစ်ခုလိုအပ်တယ်ဆိုတာကိုရှင်းပြထားတာပါဆက်လက်ပြပြထားတဲ့ဥပမာတစ်ခုကတော့ human temperature control system ပဲဖြစ်ပါတယ်ဒီလူခန္ဓာကိုယ်ရဲ့အပူချိန်ထိန်းချုပ်မှုစနစ်ရဲ့အစိတ်ပိုင်းတော့ချွေထွက်တဲ့စနစ်ပဲဖြစ်ပါတယ်ဒီစနစ်ရဲ့ input ကတော့အုံနောက်ကသတ်မှတ်ထားတဲ့ပုံမှန်ဒါမှမဟုတ်တက်တောင့်တက်တာရှိတဲ့အရေပြားအပူချိန်ဖြစ်ပါတယ်ဒါဟာခန္ဓာကိုယ်အတွက်အကောင်းဆုံးအပူချိန်နေထားပါပဲအောက်ပုတ်ကတော့ရေပြားရဲ့တကယ်အပူချိန်ဖြစ်ပါတယ်။ရေပြားပြင်ဘက်ကလေရဲ့ပူချိန်အရင်မြင့်လာတဲ့အခါဥမာရာသီဥတုအရင်ပူနေတဲ့အခါမျိုးဒါမှမဟုတ်ခန္ဓာကိုယ်ရဲ့အပူချိန်တွေမြင့်လာတာလေ့ကျင့်ခန်းလုပ်လိုက်လို့ပေါ့နော်။အဲ့လိုအခါမျိုးတွေမှာဆိုရင်ဒီအချက်လက်တွေကိုအာယုံကန်ဆဲတွေကအုံနောက်စီကိုပို့ပေးတယ်။အုံနောက်ကနေချွေးကလေးတွေကိုအချက်ပြပြီးချွေးတွေအများကြီးထုတ်လွှတ်လိုက်တယ်။ရေပြားပေါ်မှာချွေးတွေဆူလာပြီးတော့မှအငွေ့ပြန်သွားတဲ့အခါ
အပူယူဆောင်သွားတဲ့အတွက်အရေပြားကိုအေးမြသွားစေပါတယ်။အရေပြားရဲ့တကယ်ပူချိန်ဟာတဖြည်းဖြည်းကျဆင်းလာတယ်။အုံနောက်ကအရေပြားပူချိန်ဟာသတ်မှတ်ထားတဲ့ပုံမှန်ပူချိန်ကိုရောက်သွားပြီဆိုရင်ဒါမှမဟုတ်အပြင်ကလေရဲ့ပူချိန်လောက်တဲ့အထိကျသွားပြီဆိုရင်ချွေးကလင်းတွေကိုချွေးထက်တာလျှော့ချဖို့ဒါမှမဟုတ်ရက်တက်လိုက်ဖို့အချက်ပြပါတယ်။ဒါကြောင့်ချွေးတွက်တဲ့စနစ်ဟာခန္ဓာကိုယ်ရဲ့အပူချိန်ကိုအလိုလျောက်ထိန်းညှိပေးတဲ့ control system တစ်ခုပဲဖြစ်ပါတယ်။ထိန်းချုပ်မှုစနစ်တွေကိုအဓိကအမျိုးအစား2မျိုးခွဲခြားနိုင်ပါတယ်အဲ့ဒါတွေကတော့ open loop control system နဲ့ closed loop control system တို့ပဲဖြစ်ပါတယ် open loop control system မှာcontrol action ဟာစနစ်ရဲ့ output နဲ့မသက်ဆိုင်ပါဘူးဆိုလိုတာက output ကဘယ်လိုပဲဖြစ်နေပါစေဒီ control action ဟာအဲ့ဒီပုံမူတည်ပြီးတော့ပြောင်းလဲမှာမဟုတ်ပါဘူးဥပမာအနေနဲ့အဝိရှော်ဆက်ကိုစဉ်းစားကြည့်ပါပထမဆုံးကျမတို့ကဘယ်လောက်ကြာရှော်မဲ့ဆိုတဲ့အချိန်ကိုသတ်မှတ်လိုက်တယ်ရှော်နေတော့မှအဝိတ္တေဘလောက်တန်ရှင်းသွားပြီလဲဆိုတာကိုစက်ကတိုင်းတာပြီးအချိန်ကိုပြောင်းလဲမှာမဟုတ်ပါဘူးသတ်မှတ်ထားတဲ့အချိန်ပြည့်မှာစက်ကသူ့လိုလျောက်ရက်သွားမှာပဲဖြစ်ပါတယ်ဒီမှာအောက်ပုတ်ကဘလို့ပဲရှိနေပါစေအချိန်ပြည့်စရဲ့လှုပ်ဆောင်ချက်ကအဲ့ဒီပုံမူတည်ပြီးတော့ပြောင်းလဲခြင်းမရှိပါဘူး closed loop control system မှာတော့ control action ကဒီစနစ်ရဲ့ output ပေါ်မှာတနည်းနည်းနဲ့မူတည်ပါတယ်ဆိုလိုတာက output ရဲ့အခြေအနေကိုတိုင်းတာပြီးလိုချင်တဲ့အခြေအနေနဲ့ကွာခြားနေရင်ထိန်းချုပ်တဲ့လှုပ်ဆောင်ချက်ကိုပြောင်းလဲပေးပါတယ်ဒါကြောင့်ဒီစနစ်ကို feedback ပါတဲ့စနစ်လို့လည်းခေါ်ပါတယ်ရှေ့မှာရှင်းပြခဲ့တဲ့ thermostat ပါတဲ့ aircon က closed loop control system ပဲဖြစ်ပါတယ်ဒီစနစ်နှစ်ခုရဲ့အဓိကခြားနားချက်ကိုဆုံးဖြတ်တဲ့အရာကတော့ထိန်းချုပ်မှုလှုပ်ဆောင်ချက် control action ပဲဖြစ်ပါတယ်ဒီ slide မှာတော့ open loop နဲ့ closed loop control system တွေရဲ့ဥပမာတွေကိုရှင်းပြထားပါတယ်ကျမတို့ကအလိုလျောက်ပေါင်မုံကင်ဆန်ကိုသုံးပြီးတော့ပေါင်မုံကင်ဆန်နဲ့ဆိုပါစို့ကိုလိုချင်တဲ့ပေါင်မုံရဲ့အရောင်နဲ့အကျက်အနေထားကိုကြည့်ပြီးတော့မှဘယ်လောက်ကြာကင်းရမလဲဆိုတာကိုခံမှန်းပါတယ်ပြီးရင်ဆက်မှာပါတဲ့အချိန်ပြီးခလုတ်ကိုလိုသလိုလှည့်ပြီးအချိန်ကိုသတ်မှတ်လိုက်ပါတယ်ဒီသတ်မှတ်လိုက်တဲ့အချိန်ဟာစနစ်ထဲကိုထည့်လိုက်တဲ့ input လေးဖြစ်တယ်လို့စက်ကိုဘယ်လောက်ကြာအလုပ်လုပ်ရမယ်ဆိုတဲ့ control action လေးဖြစ်ပါတယ်အချိန်သတ်မှတ်လိုက်တာနဲ့စက်ကစပြီးတော့ပူပေးတယ်သတ်မှတ်ထားတဲ့အချိန်ပြည့်ရဲ့အထိပဲပူပေးမှာဖြစ်ပြီးတော့မှအဲ့ဒီအချိန်ရောက်တာနဲ့သူ့လိုလျောက်ပိတ်သွားပါလိမ့်မယ်ဒီစနစ်မှာအရေးကြီးတဲ့ချက်ကတော့စက်ကပေါင်မုံဘလောက်ကျနေပြီလဲအရောင်ကဘလို့ရှိနေပြီလဲဆိုတာကိုတိုင်းတာခြင်းမရှိပါဘူးကျမတို့သတ်မှတ်လိုက်တဲ့အချိန်ကိုပဲအခြေခံပြီးတော့လှုပ်ဆောင်တာပါတကယ်လို့ခံမှန်းတဲ့အချိန်ကမှားသွားပြီးပေါင်မုံကနည်းနည်းပဲကျသေးတာပဲဖြစ်ဖြစ်အရန်ချမ်းသာတာပဲဖြစ်ဖြစ်စက်ကအဲ့ဒါကိုသိပြီးသူကလာသူအချိန်ကိုပြောင်းလဲမှာမဟုတ်ပါဘူးအချိန်ကိုသတ်မှတ်ပြီးရနဲ့ပေါင်မုံရဲ့အရေးသွေးပေါ်မှာကျမတို့ရဲ့ထိန်းချုပ်မှုဟာကုန်ဆုံးသွားပါပြီသတ်မှတ်ထားတဲ့အချိန်တိုင်းပဲစက်ကလှုပ်ဆောင်မှာဖြစ်ပြီးတော့ရလာတဲ့ပေါင်မုံကလိုချင်တဲ့အနေအထားတိုင်းဖြစ်ချင်မှာဖြစ်ပါလိမ့်မယ်ဒါကြောင့်အလိုလျောက်ပေါင်မုံကင်ဆာဟာ open loop control system ဖြစ်ပါတယ်ဘာလို့လဲဆိုတော့ control action ဒီကင်တဲ့ချိန်ရပေါ့နော်အောက်ပေါ်ဒီကင်ထားတဲ့ဒီပေါင်မုံရဲ့အရည်သွေးပေါ်မှာမူတည်ပြီးတော့ပြောင်းလဲခြင်းမရှိလို့ပါပဲစက်ကိုသုံးတဲ့သူကမှန်ကန်တဲ့အချိန်ကိုခံမှန်းနိုင်မှသာလိုချင်တဲ့ပေါင်မုံအနေထားကိုရရှိမှာပဲဖြစ်ပါတယ်ဒီနောက်တစ်ခုကတော့အလိုလျောက်ဒီလေယာဉ်ကိုထိန်းချုပ်ပေးတဲ့စနစ် auto pilot ဖြစ်ပါတယ်ဒီ auto pilot ဟာ feedback ပါတယ်ထိန်းချုပ်မှုစနစ်တစ်ခုဖြစ်ပါတယ်စနစ်ရဲ့အဓိကရွေးချက်ကတော့လေထုအခြေအနေတွေဘယ်လိုပဲပြောင်းလဲနေပါစေလေယာဉ်ရဲ့ဥတီယာကိုသတ်မှတ်ထားတဲ့အတိုင်းတည်ငြိမ်စွာထိန်းသိမ်းမှုပဲဖြစ်ပါတယ်ဒီလိုလှုပ်ဆောင်မှုအတွက် auto pilot စနစ်ဟာလေယာဉ်ဥတီယာကိုအမြဲတိုင်းတာခြင်းတိုင်းတာလာရှိတဲ့လေယာဉ်ဥတီယာဟာသတ်မှတ်တဲ့ဥတီယာနဲ့မတူညီဘူးဆိုရင်စနစ်ကလေယာဉ်ရဲ့တောင်ပန်တွေအမြီးပိုင်းမှာရှိတဲ့ထိန်းကွပ်ပြားတွေစတာတွေကိုအလိုလျောက်ချိန်ညှိပေးခြင်းတို့ကိုအစမပြတ်လှုပ်ဆောင်နေပါတယ်ဒီနေရာမှာသတိပြုရမှာကတော့ auto pilot စနစ်ကိုကြိုတင်သတ်မှတ်ပေးတဲ့လူပေါ့နော်ဒီလေယာဉ်မှုပေါ့သူဟာဒီထိန်းချုပ်မှုစနစ်ရဲ့အစိပ်ပိုင်းတစ်ခုမဟုတ်ပါဘူးလူကဥတီယာကိုတခါသတ်မှတ်ပေးလိုက်ပြီဆိုတာနဲ့ဂျန်နာတွေကို automatic စနစ်ကသူ့အလိုလိုလှုပ်ဆောင်သွားတာပဲဖြစ်ပါတယ်ဒါကြောင့်လေယာဉ်ကိုထိန်းချုပ်တဲ့ auto pilot စနစ်ဟာ closed loop နဲ့အလုပ်လုပ်တဲ့ထိန်းချုပ်မှုစနစ်တစ်ခုလို့ပြောလို့ရပါတယ်။ဘာလို့လဲဆိုတော့စနစ်ရဲ့ဒီအထွက်ရလဒ်ကိုပြန်တိုင်းတာပြီးတော့မှအဲ့ဒီတိုင်းတာရလဒ်ပေါ်မှာအသုံးပြုပြီးတော့မှစနစ်ရဲ့လှုပ်ဆောင်မှုကိုပြန်လဲချိန်ညှိပေးလို့ပဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့ feedback အကြောင်းလေ့လာကြရမှာပဲဖြစ်ပါတယ်။ feedback ဆိုတာက closed loop control system တွေမှာ
ပါဝင်တဲ့လက္ခဏာတစ်ခုဖြစ်ပြီးတော့အဲ့ဒီလက္ခဏာကပဲဒီ closed loop system တွေကို open loop system တွေနဲ့ခွဲခြားသိမြင်စေပါတယ်အဲ့ဒီ feedback က system ရဲ့ output ကို system ထဲကိုထည့်သွင်းလိုက်တဲ့ input နဲ့နှိုင်းယှဉ်နိုင်အောင်လုပ်ပေးတဲ့အတွက်ဒီ output နဲ့ input တို့ရဲ့ဆက်စပ်မှုပုံမူတည်ပြီးတော့မှသင့်တော်တဲ့ထိန်းချုပ်တဲ့လှုပ်ဆောင်ချက်ကိုလည်းတည်ဆောက်နိုင်ပါတယ်ဆိုလိုတာက closed loop control system တွေမှာ feedback ရှိလို့ဒါစနစ်ကသူ့ရဲ့ရလဒ်ကိုပြန်ကြည့်ပြီးလိုအပ်ရင်သူ့ရဲ့လုပ်ပုံလုပ်နည်းတွေကိုပြောင်းလဲနိုင်တာပဲဖြစ်ပါတယ်ဒီလိုပြောင်းလဲနိုင်တဲ့စွမ်းရည်ဟာဒီ open loop system တွေမှာမရှိတဲ့အဓိကအားသာချက်ပဲဖြစ်ပါတယ် feedback control system ကိုနားလည်စေဖို့အတွက်ဒီမှာဆိုရင် autopilot mechanism ကိုဥပမာပေးထားပါတယ်ဒီ system အကြောင်းကိုတော့ရှေ့ slide တုန်းကအသေးစိတ်ရှင်းပြခဲ့ပြီးပဲဖြစ်ပါတယ်ထိန်းချုပ်မှုစနစ်တွေမှာfeedback ပါဝင်ခြင်းအပြင်ရရှိနိုင်တဲ့အဓိကအကျိုးသက်ရောက်မှုတွေနဲ့လက္ခဏာရပ်တွေကတော့ increase accuracy ဒီစနစ်ရဲ့အောက်ပုတ်ကို input နဲ့အမြင်နှိုင်းယှဉ်ပြီးလိုအပ်ရင်ပြုပြင်ပေးတဲ့အတွက်စနစ်ဟာထည့်သွင်းလိုက်တဲ့အတိုင်းတိတိကျကျပြန်လည်ထုတ်ပေးနိုင်တဲ့စွမ်းရည်ပိုကောင်းလာပါတယ်။ဥပမာဆိုရင်အတန်စနစ်တစ်ခုမှာဖွင့်လိုက်တဲ့သချင်းအတန်ဟာ feedback ပေါင်းကောင်းရှိရင်မူရင်းအတန်နဲ့အနည်းဆက်ဆုံးတူညီမှာဖြစ်ပြီးတော့မလိုလားအပ်တဲ့စုညံတန်တွေဒါမှမဟုတ်အတန်ပြောင်းလဲမှုတွေနည်းပါးမှာဖြစ်ပါတယ်။ system ရဲ့အသွင်ပြင်လက္ခဏာတွေပြောင်းလဲမှုပေါ်မှာ input ရဲ့အာရုံခံနိုင်စွမ်းလျော့နည်းလာခြင်းဒီချက်မှာတော့ဒီ system တွေဟာဆိုရင်စိတ်သူ့ရဲ့စိတ်ပိုင်းတွေဟာအချိန်ကြာလာတာနဲ့အမျှပြောင်းလဲမှုတွေဖြစ်လာနိုင်ပါတယ်။ဥပမာစက်ရုံမှာအပူချိန်ထိန်းချုပ်တဲ့စနစ်တစ်ခုမှာအသုံးပြုတဲ့အပူပေးကိရိယာရဲ့စွမ်းဆောင်ရည်အနည်းငယ်ကျသွားရင်ဒါ feedback ကြောင့်စနစ်ကလိုအပ်တဲ့အပူချိန်ကိုဆက်လက်ထိန်းထားနိုင်မှုအတွက်အပူပေးချိန်ကိုအလိုလျောက်တိုးမြင့်ပေးနိုင်ပါတယ်။ Reduce effects on nonlinearity and distortion တကယ်လက်တွေ့စနစ်တွေမှာ input နဲ့ output ဟာအမြဲတမ်းတစ်သမတ်တည်းမဟုတ်ပါဘူးဒါကို nonlinearity လို့ခေါ်ပါတယ်ဒါအပြင်မလိုလားအပ်တဲ့ပုံပြည့်ရင်းမှုဒီ distortion တွေလည်းပါလာရပါတယ် feedback ကိုသင့်တော်စွာအသုံးပြုခြင်းအပြင်ဒီလိုအားနည်းချက်တွေကိုလျှော့ချနိုင်ပြီးတော့မှ output ရဲ့အရေးသွေးကိုတိုးတက်စေပါတယ်ဥပမာအတန်ချဲစစ်မှာအတန်ကိုချဲ့တဲ့အခါမှာမူရင်းတန်နဲ့မတူတဲ့ပုံပြည့်ရင်းမှုတွေပါလာနိုင်တယ်feedback ကောင်းကောင်းသာရှိရင်ဒီလိုပုံပြည့်ရင်းမှုတွေကိုတိတိတသာလျှော့ချနိုင်ပါတယ် increase bandwidth bandwidth ဆိုတာကတော့စနစ်တစ်ခုကိုကောင်းမွန်စွာတုံ့ပြန်နိုင်တဲ့ frequency အပိုင်းခြားကိုဆိုလိုပါတယ် feedback ကိုအသုံးပြုခြင်းအပြင်စနစ်ရဲ့ bandwidth ကိုတိုးမြင့်နိုင်ပြီးတော့မှပိုကျေပြန့်တဲ့ frequency အကွာအဝေးမှာစနစ်ကကောင်းမွန်စွာတုံ့ပြန်နိုင်စေပါတယ် tendency toward oscillation or instability feedback ဟာအများအားဖြင့်စနစ်ရဲ့တည်ငြိမ်မှုကိုတိုးတက်စေပေမဲ့ feedback ရဲ့ပမာဏသို့မဟုတ်အချိန်ကိုက်ညီမှုမမှန်ကန်မှုဆိုရင်စနစ်ဟာတုန်ခါမှု oscillation ဖြစ်ပေါ်တာဒါမှမဟုတ်မတည်ငြိမ် instability ဖြစ်သွားတာမျိုးလည်းဖြစ်နိုင်ပါတယ်။ဒါတွေအားလုံးဟာ feedback ရဲ့အရေးပါပြီးထူးခြားတဲ့လက္ခဏာတွေပဲဖြစ်ပါတယ်။ feedback ကိုဘယ်လိုအသုံးပြုရမလဲဆိုတဲ့အပေါ်မူတည်ပြီးတော့မှအကျိုးကျေးဇူးတွေရနိုင်တယ်လို့သတိမထားမိရင်လည်းဆိုးကျိုးတွေဖြစ်ပေါ်လာနိုင်တာကိုသတိပြုရမှာပဲဖြစ်ပါတယ်။ခုပြထားတဲ့ပုံကတော့ထိန်းချုပ်မှုစနစ်တစ်ခုကိုဒီဇိုင်းဆွဲတဲ့လုပ်ငန်းစဉ်ရဲ့အဆင့်တွေကိုဖော်ပြထားတဲ့ flow chart တစ်ခုဖြစ်ပါတယ်။အဆင့်တစ်ခုချင်းစီကိုရှင်းပြသွားပေးပါမယ်။အဆင့်1 establish control goals ဒီအဆင့်မှာကိုထိန်းချုပ်ခြင်းတဲ့ system ဟာဘာကိုလှုပ်ဆောင်စေချင်တာလဲ။ဘယ်လိုရည်ရွယ်ချက်တွေပြည့်မီစေချင်တာလဲဆိုတာကိုရှင်းရှင်းလင်းလင်းသတ်မှတ်ရပါမယ်။ဥပမာလေယာဉ်ကိုသတ်မှတ်ထားတဲ့အမြင့်နဲ့ဥတည်ရာမှာတည်ငြိမ်စွာပြန်တန်းစေချင်တာ။ဒီလိုမျိုးgoals ကိုသတ်မှတ်ပေးရပါမယ်။အဆင့်2 identify the variables to control လိုရာပန်းတိုင်ကိုရောက်ဖို့အတွက်ဆိုရင်ဘယ်အရာတွေဥပမာပေါ့နော်တနည်းအားဖြင့် variable ကိုထိန်းချုပ်လို့လိုအပ်လဲဆိုတာကိုဖော်ထုတ်ရပါမယ်။ဥပမာအနေနဲ့ဆိုရင်လေယာဉ်ဟာအမြင့်ဥတည်ရာအမြန်နှုန်းစတာတွေကိုထိန်းချုပ်ရပါမယ်။သုံးကတော့ write the specification for the variableခုနအဆင့်မှာသတ်မှတ်လိုက်တဲ့ variable တစ်ခုချင်းစီအတွက်ဘယ်လိုအတိုင်းအတာအတွင်းမှာရှိရမယ်ဘယ်လောက်တိကျမှုရှိရမယ်ဆိုတဲ့သတ်မှတ်ချက်တွေကိုတိတိကျကျရေးသားရပါမယ်ဥပမာအနေနဲ့ဆိုရင်ခုနအဆင့်မှာသတ်မှတ်လိုက်တဲ့ variable ဖြစ်တဲ့လေယာဉ်ရဲ့အမြင့်သူဟာဆိုရင်ပေ100အတက်ကျအတွင်းမှာရှိရမယ်ဒီလိုမျိုးသတ်မှတ်ရမှာပဲဖြစ်ပါတယ်အဆင့်4ကတော့ establish the system configuration and identify the actuator
ဒီ system ရဲ့အစိပ်ပိုင်းတွေကိုဘယ်လိုချိတ်ဆက်ရမလဲဆိုတဲ့ဖွဲ့စည်းပုံကိုတည်ဆောက်ရပါမယ်ပြီးရင်တော့ထိန်းချုပ်တဲ့အချက်ပြမှုတွေကိုလက်တွေ့လှုပ်ဆောင်မှုအဖြစ်ပြောင်းလဲပေးမဲ့ actuator တွေကိုလည်းသတ်မှတ်ရပါမယ်ဥပမာလေးမှာဆိုရင်ဒီတောင်မဲ့အတက်ကြထိန်းများတွေ router တွေ elevator တွေက actuator တွေပဲဖြစ်ပါတယ်လျှက်စစ်မော်တာ hydraulic cylinder ဒါတွေကလည်း actuator တွေပဲဖြစ်ပါတယ်အဆင့်5ကတော့ destroy controller and select key parameters to be adjusted စနစ်ရဲ့အောက်ပုတ်ကိုလိုချင်တဲ့အတိုင်းရောက်အောင်ထိန်းချုပ်ဖို့အတွက်အသုံးပြုမဲ့ controller တွေကိုပေါ်ပြရပါမယ်ပြီးတော့ထိန်းချုပ်မှုစွမ်းဆောင်ရည်ကိုချိန်ညှိနိုင်မယ်အဓိကကန့်သက်ချက်တွေကိုရွေးချယ်ရပါမယ်ဥပမာ PID controller ဆိုရင် proportional integral derivative စတဲ့ကန့်သက်ချက်3ခုကိုချိန်ညှိခြင်းအပြင်ထိန်းချုပ်မှုစွမ်းဆောင်ရည်ကိုပြောင်းလဲနိုင်ပါတယ်အဆင့်6ကတော့ optimize the parameters and analyze the performance ရွေးချယ်ထားတဲ့ကန့်သက်ချက်တွေကိုစမ်းသပ်ပြီးအကောင်းဆုံးလုပ်ဆောင်နိုင်မဲ့တန်ဖိုးတွေကိုရှာဖွေရပါမယ်ပြီးတော့ဒီဇိုင်းဆွဲထားတဲ့စနစ်ရဲ့စွမ်းဆောင်ရည်ဟာသတ်မှတ်ထားတဲ့လိုအပ်ချက်တွေနဲ့ကိုက်ညီမှုရှိမရှိကိုခွဲခြမ်းစိတ်ဖြာရပါမယ်တကယ်လို့ဒီခွဲခြမ်းစိတ်ဖြာလိုက်တဲ့စွမ်းဆောင်ရည်ဟာအဆင့်3မှာသတ်မှတ်ထားတဲ့လိုအပ်ချက်တွေနဲ့မကိုက်ညီဘူးဆိုရင်စနစ်ရဲ့ဖွဲ့စည်းပုံအဆင့်4နဲ့ actuator ကိုပြန်လည်စဉ်းစားပြီးတော့မှပြောင်းလဲရပါမယ်ပြီးရင်အဆင့်5နဲ့6ကိုပြန်လုပ်ရပါမယ်ဒါဟာထပ်ခါတလဲလဲလှုပ်ဆောင်ရတဲ့ဒီဇိုင်းလုပ်ငန်းစဉ်ရဲ့သဘောတဘာဝကိုပြသနေပါတယ်တကယ်လို့စမ်းသပ်ခွဲခြမ်းစိတ်ဖြာလိုက်တဲ့စွမ်းဆောင်ရည်ဟာသတ်မှတ်ထားတဲ့လိုအပ်ချက်တွေနဲ့ကိုက်ညီခဲ့ပြီဆိုရင်တော့ဒီဇိုင်းကိုအပြည့်သတ်နိုင်ပြီပဲဖြစ်ပါတယ်အချုံအားဖြင့်ဒီပုံဟာထိန်းချုပ်မှုစနစ်တစ်ခုကိုစနစ်တကျဘယ်လိုဒီဇိုင်းဆွဲရမယ်ဆိုတဲ့အဆင့်တွေကိုပြသနေတဲ့အလွန်ရေးပါတဲ့ flow chart တစ်ခုပဲဖြစ်ပါတယ်ဒီပန်းနိုင်သတ်မှတ်ခြင်းကနေစပြီးတော့မှလိုအပ်ချက်တွေနဲ့မကိုက်ညီရင်ပြန်လည်ပြင်ဆင်ခြင်းဆိုတဲ့အဆင့်တွေအထိထည့်သွင်းထားတာပဲဖြစ်ပါတယ်ဒီသင်ခန်းစာကိုလေ့လာပြီးတဲ့အခါမှာမတူညီတဲ့စနစ်တွေဆိုတာဘာတွေလဲဘယ်လိုအလုပ်လုပ်လဲသူ့ရဲ့အစိပ်ပိုင်းတွေကဘာတွေလဲဆိုတာကိုသိရှိနားလည်လာပါလိမ့်မယ်ပြီးရင်ဒီသင်ခန်းစာမှာထိန်းချုပ်မှုစနစ်တွေရဲ့အမျိုးအစားတွေကိုလေ့လာခဲ့တာဖြစ်တာကြောင့် open loop control system နဲ့ closed loop control system တို့ရဲ့အဓိကကွာခြားချက်တွေအားသာချက်အားနည်းချက်တွေနဲ့ဘယ်လိုအခြေအနေတွေမှာအသုံးပြုကြရဲဆိုတာကိုနားလည်လာပါလိမ့်မယ်နောက်ဆုံးမှာစနစ်တစ်ခုရဲ့ transfer function ကိုတွက်ထုတ်နိုင်တဲ့စွမ်းရည်ကိုရရှိပါလိမ့်မယ်အချုပ်အားဖြင့်စနစ်တွေရဲ့အခြေခံအကြောင်းအရာတွေကိုနားလည်ခြင်းကနေစလို့ထိန်းချုပ်မှုအမျိုးအစားတွေကိုခွဲခြမ်းနိုင်ခြင်းနောက်ဆုံးမှာစနစ်ရဲ့ feedback ကိုခွဲခြမ်းစိတ်ပြနိုင်တဲ့အဆင့်ထိတက်မြောက်သွားမှာပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်